မင်္ဂလာပါရှင်သမီးနာမည်ကတော့ရာဖြစ်ပါတယ်အရင်ကသမီးတို့ကျောင်းမှာအိမ်သားမလုံလောက်တဲ့အတွက်အဆင်မပြေမှုတွေအခက်အခဲတွေအများကြီးရှိခဲ့ပါတယ်အခုအချိန်မှာဝဘီရှိကနေပြီးတော့နှက်ခမ်းနဲ့ရင်လုံးအိမ်သားကိုပတ်မိုးပေးရတဲ့အတွက်သမီးတို့ကျောင်းသူကျောင်းသားတွေအနေနဲ့အများကြီးအဆင်ပြေသွားခဲ့ပါပြီသမီးတို့ကျောင်းသူကျောင်းသားတွေကလည်းအခုချိန်မှာကျောင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့စာသင်ကြားနေနိုင်ပါပြီနောက်နာမယ့်အနာဂတ်မှာလည်းသမီးတို့ကျောင်းသူကျောင်းသားတွေကကျန်းမာပျော်ရွှင်တဲ့ကလေးတွေဖြစ်မယ်လို့သမီးအနေနဲ့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ဦးမောင်ဖြစ်ပါတယ်ကျွန်တော်လည်းသမားတွေအရင်တော့ဆိုရင်စစ်မြင့်နီးပညာတွေမရရှိတဲ့အတွက်လဲလို့တဲ့အခါမှာပိုးမွားတွေကြာပြီးထွန်းနှုံးတွေရောက်ခဲ့ပါတယ်အခုဆိုရင်ဝေါ်ဝီရှင်းစိုက်ပြီးတင်တဲ့နေကျွန်တော်တို့တော့တက်ကခဲ့အတွက်စစ်မြင့်နီးပညာတွေရရှိပြီးစပားတွေကလည်းထွန်းနှုံးတိုးခဲ့ပါတယ်ပိုးမွားတွေလည်းကင်းစင်သွားခဲ့ပါတယ်ဒီတိုင်းကျွန်တော်တို့ရေရှည်ဆက်သွားမယ်ဆိုအနာဂတ်မှာဝင်ငွေတိုးလာပြီးတော့ကျွန်တော်တို့သားတွေသမီးတွေရဲ့ကျန်းမာရေးပညာရေးတွေရဲ့ဈေးတွေကိုကျွန်တော်တို့ကကောင်းစွာထောက်ပံ့သွားနိုင်ပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာThank you so much for your generously support for our children and community. During this year, we implemented life skill awareness raising program in the community. So children have become more polar and well-mannered and their social interaction skills have improved. SNAB going forward, we will continue to strengthen the capacity building ability for the child protection advocacy group to become promptly, effectively respond and collaboration to child-related incident issues in the future. Thank you.